ငွေကလေးကကောင်မလေးရနိုင်ရဲ့လက်မှာထူးဆန်းတဲ့လက်ကောက်သုံးကွင်းကိုအတင်းတက်ဆင်ခံလိုက်ရပါတယ်။အစပိုင်းမှာဘာမှမဖြစ်သလိုထင်ရပေမဲ့ခဏကြာမှလက်ကောက်တွေကတဖြည်းဖြည်းတင်းကျပ်လာပြီးသူမရဲ့အသားတွေကိုတောင်စတင်နေဝင်လာပါတော့တယ်။အနာကနာကျင်လုံးလို့ဖြုတ်ပစ်ဖို့စူးစမ်းပေမဲ့လုံးဝမရပါဘူး။နာကျင်မှုကတကိုယ်လုံးကိုပြန့်နှံ့သွားပြီးလူအများလဲဝိုင်းကူညီကြပေမဲ့ဘယ်သူမှမဖြုတ်နိုင်ခဲ့ပါဘူး။ရုတ်တရက်အနံရဲ့မျက်လုံးတွေအနီရောင်ပြောင်းသွားပြီးအနီရောင်အလင်းတန်းတွေထွက်လာကပတ်ဝန်းကျင်ကအယောင်အားလုံးကိုစုပ်ယူလိုက်ပါတယ်။တစ်ကမ္ဘာလုံးဟာအဖြူအမဲအဖြစ်ပြောင်းလဲသွားပြီးအားလုံးထိတ်လန့်သွားကြပါတယ်။အဲ့ဒီအချိန်မှာမော်ဆရာကဒီချိန်စာကိုဖယ်ရှားနိုင်မဲ့နီလန်တစ်ခုပဲရှိတယ်လို့ပြောပါတယ်။အန်နာအိမ်အောင်ပြုမဲ့နေ့မှာသူတို့သားကအဖေအနိ၃ခုလုံးကိုအချိန်မီမှန်အောင်ဖြေနိုင်ရင်လက်ကောက်တွေကအလိုလျောက်ပြုတ်ကျသွားမယ်လို့ဆိုပါတယ်။ဒါပေမဲ့အဲ့ဒီနေ့မတိုင်ခင်အထိလက်ကောက်တွေကအန်နာရဲ့စိတ်ကိုတဖြည်းဖြည်းဖျက်ဆီးပြီးယူသွတ်လာစေမှာဖြစ်ပါတယ်။နှစ်တွေကြာပြီးအန်နာရဲ့အရွယ်ရောက်လာတဲ့အခါသူမရဲ့ဖခင်ကအမြန်ဆုံးအိမ်အောင်ပြုဖို့စီစဉ်ပါတော့တယ်။အဲ့ဒီအချိန်မှာနန်းနဲ့အတူငငယ်ကလေးကလေ့ကျင့်ခဲ့ပြီးသူမကိုတိတ်တဆိတ်ချစ်နေတဲ့လူငယ်ကသူတို့သားအဖြစ်ရှေ့ထွက်လာပါတယ်။ပထမဆုံးပဟေရီကိုဖြေရမယ့်အချိန်မှာတော့သူ့အချိန်မီဖြေမရလို့အားလုံးစိတ်ပူနေကြပါတယ်။အဲဒီနောက်သူ့မိပြောခဲ့တဲ့စကားကိုရုတ်တရက်သတိရသွားပြီးနောက်ဆုံးစက္ကန့်မှာအဖြေမှန်ကိုပြောနိုင်ခဲ့ပါတယ်။ချက်ချင်းပဲအနာရဲ့ပထမလက်ကောက်ပြုတ်ကျသွားပါတယ်။ဒုတိယပဟေရီမှာလည်းသူနောက်ဆုံးအချိန်မှာအဖြေကိုထပ်မှတ်မိသွားပြီးဒုတိယလက်ကောက်ပါပြုတ်ကျသွားပါတယ်။ဒါပေမဲ့နောက်ဆုံးပဟေရီမတိုင်ခင်မှာတော့သူဟာငနရဲ့ဖခင်ကြောင့်ကိုမိသားစုပျက်စီးခဲ့တဲ့အမှန်တရားကိုပြန်သတိရလာပါတယ်။အဲဒီအတွက်သူကနောက်ဆုံးမေးခွန်းကိုမဖြေတော့ဘဲထွက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါဆိုအန်နာရဲ့နောက်ဆုံးလက်ကောက်ကိုဘသူကဖယ်ရှားပေးနိုင်မလဲ။